ရှေ့မှာဆက်ပြပြီနော်ဟုတ်လားဒီတကွင်းမှာ20နဲ့2နဲ့ကျွန်တော်နောက်ကွက်ကျွန်တော်ဒါဒီတကွင်းဒီနောက်ကွက်ကျွန်တော်ကြားရကန်လေးနောက်ကွက်ပေါ့နော်ကြားလာတော့နှစ်ပရိပေါ့နော်နှစ်ပရိကြားပြရမယ်ဒီ9ကြောင်း9ရဲ့နှစ်ခတ်ဒီ3လုံးပေါ်ရင်း6ဒီ5ကြောင်း5ရဲ့နှစ်ခတ်ဒီ3လုံးပေါ်ရင်း3ဒီ3ကြောင်း3ရဲ့နှစ်ခတ်ဒီ3လုံးပေါ်ရင်း5ဒီ9ကြောင်း9ရဲ့နှစ်ခတ်ဒီ3လုံးပေါ်ရင်း6ဒါဆို20ဆိုတော့တခါထည့်ထားပြီနော်ကျန်မလေးဒီတော့မကြိုက်တော့တော့နောက်တစ်ခုနောက်တစ်ဆက်ပြီးကျွန်တော်ဆက်ပြပြီးမယ်နော်ဆက်ပြပြီးမယ်ဒီမှာ59 84ညနေစီနောက်ပိတ်4ဒီမနောင်းနေမနက်မှာဒီ4ကြောင့်ဒီ4ပိတ်ဖြစ်ရမယ်နော်ဒီ4ကြောင့်ဒီ4ပိတ်ဖြစ်ရမယ်ဆိုရင်ဒီ84ထိရှိနေဒီ40နောက်ပိတ်နဲ့နှလုံးပေါင်းနေပြီနောက်ပိတ်နဲ့ထိရှိပြီးခွန်ဖြစ်ပါမယ်ဒါလေးကိုကျွန်တော်ကွင်းတို့ကွင်းဆိုင်ကလေးတကြိုက်မှလည်းတော့မကြိုက်ရင်လည်းမတော့နဲ့မထိုးနဲ့ကြော်သွားလို့ရတယ်နော်တက်ကွင်းနှစ်ကွင်းကြော်လိုက်ကိုနောက်ပိတ်ကိုနောက်ပိတ်ဒီနောက်နေမနက်မှာကိုပရိတ်လို့ထွက်နော်ကိုပရိတ်လို့ထွက်တယ်ဒီကိုနောက်ပိတ်ကြောင့်ကိုပရိတ်လို့ထွက်တယ်ထွက်တာကြီးကျွန်တော်ဒီနောက်ပိတ်နဲ့ဒီ69ထိပ်စီနဲ့ဒီနောက်ပိတ်နဲ့ပေါင်းပြီးခွန်ဖြစ်ရမယ်နော်ခွန်ဖြစ်အောင်ဆိုဒီရှိ9ဆိုဖြစ်ပိတ်တယ်နော်တက်ကွင်းနှစ်ကွင်းကြော်လိုက်ကြော်လိုက်4နဲ့84ဆိုတော့4နောက်ပိတ်ဒီနောက်နေမှာ4ပိတ်ဖြစ်ရမယ်4ပိတ်ဖြစ်ရတဲ့အကြောင်းကြီးဒီနောက်ပိတ်နဲ့ဒီထိပ်စီးနဲ့ပေါင်းရင်ခွန်ဖြစ်ရမယ်အဲဒါကြောင့်4ပိတ်ဆိုပြီးကျွန်တော်40လို့ကျွန်တော်ထည့်ထားတယ်ဒါမင်းတစ်ကွက်ပါနော်40 30ဆိုပြီးဒါကျန်တစ်ကွက်နဲ့မင်းတစ်ကွက်နော်ဒါဒီလူလေးကျွန်တော်ကိုယ်လေးကြိုက်မှလည်းယူတော့ပါနော်မကြိုက်ရင်ကြော်သွားပါနော်နောက်တစ်ကွက်ကျွန်တော်ဆက်ပြပေးပါမယ်နော်မင်းလေးတွေကတော့ပေါင်းပါတယ်ဘာကြောင့်ဒီကနန်းနေထည့်ထားရင်တော့ဒီနောက်တော့ကျွန်တော်ထပ်ပြလို့ကိုနေအများကြီးနော်တိတ်ပြီးတော့ဒါအားကြီးလည်းများနေမှာဆိုတော့ကျွန်တော်ကြားနော်မျိုးကြားတဲ့ကိုလေးတွေပဲရွေးပြပေးတာပါဒီနှလုံးပေါင်းကြီးနေ4ပါတဲ့4ဒီအောက်တွေ့ရမယ်နော်4ပရိလို့ပြန်ရမယ်တဲ့ဒီနှလုံး4ကြောင့်အောက်မှာ4ပရိလို့ပြန်ထွက်ရမယ်နော်ဒီတစ်ခွင့်ကြော်လိုက်ကြော်ပြီးရင်ဟုတ်6ရဲ့3ရဲ့ပေါင်းတော့9ပရိဒီ9ဒီရဲ့ဒီ9ပရိဒီအောက်မှာ9ပရိလို့ပြန်ရမယ်နော်ဒီ9ကြောင့်ဒီ9ပရိပြန်တယ်နောက်တစ်ခွင့်ကြော်လိုက်ပြီးရင်တော့ဒီမှာလာဒီနှလုံးပေါင်းကြီးဒီ3ဒီပေါင်းနေမနက်မှာ3လို့ပြန်ရမယ်ပရိ3ဘာကြောင့်ဒီ94လို့ထည့်တာ94ဆိုတဲ့ခဏမင်းနဲ့တကယ်ကောင်းလို့ကျွန်တော်ထည့်ထားပြီဒါပရိ3ကိုကျွန်တော်ထည့်ထားပြီဘာကြောင့်ဒီပရိ3ထည့်94ပြန်ထည့်တာဒီ94ကိုဘယ်သူမှထုံးမှလည်းမဟုတ်ဘူးเนาะကျွန်တော်ကတော့ထုံးမှာဘာကြောင့်